ချစ်ခင်ရပါတော့ဆက်ရမိတ်ဆွေများအားလုံးမင်္ဂလာပါ2026ခုမေလ10ရက်တနင်္ဂနွေနေ့1388ခုကစုံလာပြည့်ကျော်10ရက်ဒီနေ့တာကံကောင်းစည်းရအတွက်ဆောင်ရန်ရှောင်ရန်ကိုဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ကံကောင်းစီဖို့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားစီမီ3တန်ကတ်လူပူဇော်ရမှာဖြစ်ပါတယ်ဤဒါနကောင်းမှုအကြောင်းပြုဒီနေ့တာကံကောင်းပြီးပြုလို့ဆောင်ရသမျှအောင်မြင်စေရန်အတွက်ဆုတောင်းရမှာဖြစ်ပါတယ်ဘာသာကြဘာသာမဲ့မိတ်ဆွေများအနေနဲ့ကတော့မိမိတို့ကိုယ်ကွယ်စိတ်ကတ်တဲ့ဘုရားကိုတော်၎င်းမိဘကိုတော်၎င်းဆရာသမားကိုတော်၎င်းလူတန်းမိဆုတောင်းပါကထပ်လူကံကောင်းခြင်းတွေရရှိစေမှာပဲဖြစ်ပါတယ်ရွတ်ဆိုရမှာကတော့စမကြီးလေးလုံးကာတာတော်ကိုမိမိသက်စေရွတ်ဆိုရမှာဖြစ်ပါတယ်စကုမဆရမစိန်တော်ဓမ္မညုဓမ္မတာမိကောဘလူပေတော်ဗလတယောဝရရောတွေတုမေဝရံဤကာတာတော်ကိုရွတ်ဆိုခြင်းဖြင့်ရရှိပြီးသောဥစ္စာပစ္စည်းများတိတိုက်ခံမြဲခြင်းဆိုသောအကျိုးကိုရရှိစေမှာပဲဖြစ်ပါတယ်ဂါရမဏမြိုက်ဆိုတဲ့ခါမလို့သစ္စာပြုရွတ်ဆိုပါကဤကာတာတော်ရဲ့ဟိတ်ကိုရရှိစေမှာဖြစ်ပါတယ်ကံကောင်းဇေဘုတကတော့အဆောင်ကတော့အင်ကြီးဖြစ်ပါတယ်မိမိရှိတဲ့အင်ကြီးအသေးလေးတစ်ထည့်ကိုဝစ်စင်ရမှာဖြစ်ပါတယ်အသင်ပြီးတဲ့ရှော့ဖို့ပြီးသားဝစ်စင်လို့ရပါတယ်တနင်္ဂနွေနေ့အရေးကြီးကိစ္စစောင်းရန်ရှိတဲ့ခါမှာတော့အဆအဆင်ပြေစေဖို့အတွက်မဆောင်ရမီအရှိအရက်ကိုမျက်နှာမူမိမိသွားရောက်မီရက်ဒေတာမြင်အပ်မမြင်အပ်ဆိုင်ရာပုဂ္ဂိုလ်များကိုမေတ္တာပို့တိုင်တဲ့ဆုတောင်းတော်ပါကကံရဲ့အထောက်ပံ့ကိုရရှိစေမှာပဲဖြစ်ပါတယ်ဆရာရဲ့မိတ်ဆွေများနေ့စဉ်ကံကောင်းခြင်းများပြုလို့ဆောင်ရွက်ပြီးကောင်းကျိုးလိုရာရရှိပိုင်ဆိုင်ကြပါစေကိုယ်စိတ်နှဖျားအေးချမ်းပျော်ရွှင်ကြပါစေရရဟူဒီမှာမိမိဖြစ်ခြင်းသောအကြောင်းအရာများကိုအတတ်ပညာတစ်ခုဖြင့်ပြုလို့ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်ခုဆရာပြောပြသွားတဲ့ရရများကိုမြည်သည့်လူမျိုးမြည်သည့်ဘာသာမဆိုပြုလို့ဆောင်ရွက်လို့ရပါတယ်ပြုလို့ဆောင်ရွက်သူတန်းကံကောင်းခြင်းဆိုသောအကျိုးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်ဒါကတော့ပုပ္ပေစကတပုံညတမင်္ဂလာနဲ့အညီရှေ့ရကောင်းမှုအထူးရှိပါစေဆိုတဲ့သဘောအဓိပ္ပာယ်ဒီမနေ့ကကောင်းမှုသည်ယနေ့အတွက်အထောက်ပံ့ရရှိတယ်လို့ယနေ့ပြုလို့သောကောင်းမှုသည်နေ့ဖြင့်အတွက်အထောက်ပံ့ရရှိစေမှာဖြစ်တဲ့အတွက်ဆရာရဲ့မိတ်ဆွေများကနေ့စဉ်ကံကောင်းခြင်းများပြုလို့ဆောင်ရွက်ခြင်းဖြင့်နေ့စဉ်ကံကောင်းခြင်းဆိုသောအကျိုးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်